ရေတော့ဖက်ခဲ့တဲ့ကာတွန်းစာအုပ်လေးတွေကစားလို့စာအုပ်တွေတခြင်းတွေရုပ်ရှင်တွေ series တွေအကုန်လုံးကကျမအတွက်ခံစားမှုမျိုးစုံနဲ့အတွေ့အကြုံမျိုးပေးပါတယ်။တစ်ခါတလေသူတို့ကြောင့်အခက်အခဲတချို့ဖြေရှင်းနိုင်ခဲ့ရလဲရှိတယ်လို့တစ်ခါတလေမှလည်းသူတို့ကြောင့်ဘဝကြီးကနေပြောလာပါတယ်။အဲ့ဒီလို content တွေကိုချစ်လာရင်လည်းမှကြည့်ရှုသူရဲ့နေရာကိုကြော်လွန်ပြီးတော့ဖန်တီးသူရဲ့နေရာကိုပါစိတ်ဝင်စားလာခဲ့ပါတယ်။ဒါကြောင့်အာဂျူတက္ကသိုလ်ကားချရင် content မီဂျာကိုတက်ရောက်ဖြစ်ခဲ့ပြီးတော့ကျမလိုဝါသနာတူလူငယ်တွေအတွက်ဒီမီဂျာလေးကိုပြန်ပြီးတော့မိတ်ဆက်ပေးလိုက်ရပါတယ်။안녕하세요 코리안 노필의 향기입니다. 향아ဒီတစ်ခေါက်မှာတော့ကားချရင် content major နဲ့ပတ်သက်တဲ့향အမြင်လေးကိုပြပြသွားမှာဖြစ်ပါတယ်။ကိုရီးယားမှာကျောင်းတက်ဖို့အတွက် major ရွေးနေကြတဲ့သူတွေဆိုရင်ဒီဗီဒီယိုလေးကတစ်စုံတစ်ခုထောက်ကူဖြစ်မယ်လို့ယုံကြည်ပါတယ်။향ဒီ major လေးကိုစပြီးတော့သိခဲ့တဲ့ပုံကတော့향တို့စီနီယာအမပေါ့နော်အမK-set history page ကအမကဒီ major နဲ့ပတ်သက်ပြီးတော့ sharing webinar လေးတစ်ခုလုပ်ပေးဖို့ရပေါ့နော်။ဆိုတော့အမကိုယ်တိုင်လည်းဒီ majorမာစတာတက်ရောက်နေတဲ့သူဖြစ်တဲ့အခါကျတော့အမရဲ့ webinar ကိုတက်ရောက်ရင်းနဲ့စကားလုံးလေးတစ်ခုကိုစိတ်ထဲမှာဆွဲပြီးတော့ကြံခဲ့ရပေါ့နော်အဲ့ဒါကတော့ဒီ storytelling ဆိုတဲ့စကားလုံးလေးပေါ့အဲ့တော့ဒီစကားလုံးလေးကိုကြားချင်းမှာပဲငါဒီ major ကိုတော့ယူရမယ်ငါနဲ့ကြိုက်တော့တယ်ဆိုပြီးတော့ဆုံးဖြတ်ပြီးတော့ဒီ major လေးကိုစပြီးတော့တက်ရောက်ဖြစ်ခဲ့ပေါ့နော်ဒါဆိုရင်ကားချန် content major ဆိုတာဘယ်လို major မျိုးလဲပေါ့နော်ဆိုတော့ဒီ content ဆိုတဲ့စကားလုံးလေးအကြောင်းပြောရမယ်ဆိုရင်ဒီ content ဆိုတာကရန်တို့ဒီအကြောင်းအရာလို့ပြောရမယ်ပေါ့နော်အကြောင်းအရာဆိုတဲ့ခေါင်းစဉ်အောင်မှာအကုန်လုံးကအကျုံးဝင်နေတယ်အဲ့ဒီမှာဒီ culture ဆိုတဲ့စကားလုံးလေးကတ်တဲ့အခါကျတော့ရန်တို့လူတွေရဲ့ဂျားထဲမှာဖြစ်ပေါ်နေတဲ့အကြောင်းအရာတွေအကုန်လုံးကဒီ cultural content ဖြစ်ပါတယ်အဲ့ဒီမှာဒီအကြောင်းအရာတွေရန်တို့ကမျိုးစုံနဲ့လူရဖော်ပြကြတယ်ပေါ့နော်စာရေးပြီးတော့ဖော်ပြရတဲ့သူရှိမယ်တချင်းစာသားလေးနဲ့ဖော်ပြရတဲ့သူရှိမယ်ကြပြလို့ဖော်ပြရတဲ့သူရှိမယ်ရုပ်ရှင်လို့ဖော်ပြရတဲ့သူလည်းရှိမယ် series တွေလည်းရှိလိမ့်မယ်ပေါ့နော်အဲ့လိုမျိုးပုံစံမျိုးစုံတော့ပုံစံနေနဲ့ဒီအကြောင်းအရာတွေကိုဖော်ပြကြတယ်ပေါ့နော်ဒါတွေအကုန်လုံးဟာ content ဖြစ်ပါတယ်တကယ်တော့ content ဆိုတာရန်တို့နဲ့အခုလုံးဝမစိမ့်ဘူးပေါ့နော်အခုဆိုရင်ဒီစကားလုံးလေးကအများကြီးလည်းခက်စားပါတယ်နေ့တိုင်းရန်တို့ဒီဖုန်းထဲမှာကြည့်နေတဲ့videos တွေဟာလည်း content ဖြစ်တယ်လို့မျိုးနားထောင်နေတဲ့တခြင်းတွေကြည့်နေတဲ့ရုပ်ရှင်တွေဟုတ်လား series တွေအကုန်လုံးဟာဒါ content ပဲပေါ့နော်ဒါဆိုလို့ရှိရင်ဒီ content တွေကိုဘယ်လိုမျိုးmajor တစ်ခုအနေနဲ့သင်ရတာလဲပေါ့ဆိုတော့ဒီ major ကကြတော့ဒီ content ကိုနားထောင်သူကြည့်ရှုသူအနေနဲ့မဟုတ်တော့ဘဲနဲ့ဖန်တီးရတဲ့သူတယောက်အနေနဲ့ဒီ creator တယောက်အနေနဲ့ဖန်တီးရတဲ့သူရဲ့အမြင်ပေါ့နော်ဖန်တီးရတဲ့သူရဲ့အမြင်ကိုလေ့လာပြီးတော့ဖန်တီးသူတယောက်ဖြစ်လာဖို့အတွက်သင်ယူရတဲ့ major တစ်ခုဖြစ်ပါတယ် content ဆိုတဲ့ခေါင်းစဉ်အောက်မှာအရာအလုံးကအကျုံးဝင်နေတဲ့အခါကျတော့ဒီလိုမျိုးနေပယ်ကျေပြတ်တဲ့အခါမှာဒီ culture and content major ကဘယ်လိုမျိုးအရာကို focus ထားလဲဆိုရင်တချင်းတစ်ပုတ်ကိုဖန်တီးလိုက်တယ်ဆိုရင်ဒါက music producing ပိုင်းကို focus ထားတဲ့ major မျိုးဖြစ်လိမ့်မယ်ရုပ်ရှင်တစ်ခုရိုက်တယ်ဆိုလို့ရှိရင်ဒါ film directing ပိုင်းကိုfocus ထားတဲ့ major မျိုးပေါ့နော်ရန်တို့ဒီ culture and content major ကကြတော့ကိုဖော်ပြတဲ့အကြောင်းအရာတစ်ခုကိုဘယ်လိုမျိုးဖော်ပြရမလဲဆိုရဲဘယ်လိုမျိုးပုံစံနဲ့တင်ဆက်ရမလဲဆိုရဲဒီ presentation ပိုင်းနေဒီ content တစ်ခုကိုလူတွေကဘာလို့ကြိုက်တာလဲနော်ဘာလို့လူတွေကဒါကိုကြည့်ပြီးငိုကြတာလဲဘာလို့ဒါကိုကြည့်ပြီးရီကြတာလဲဆိုရဲလူတွေရဲ့ဒီ psychology ဘိုင်းဆိုင်ရာတွေကိုနားလည်ပြီးခါကြမှာဘယ်လိုမျိုး content တွေကိုဖန်တီးရမလဲဆိုရဲဖန်တီးမှုပိုင်းကို focus ထားတဲ့ major တစ်ခုဖြစ်ပါတယ်အယိုးရှင်းဆုံးနဲ့မျက်စိထဲမှာမြင်သာအောင်ပြောရမယ်ဆိုရင်တော့ Korea series တွေမှာခေတ်စားတဲ့ဒီ PD ပေါ့နော်ဒီ program director အဲ့လိုပုံစံမျိုးနဲ့အနည်းဆုံးဆင်နေပေါ့နော် program တစ်ခုလုံးကို directing လုပ်တဲ့ create လုပ်တဲ့ဖက်ကိုသွားတဲ့ major ဖြစ်ပါတယ်ကားချန် content major မှာလည်းတင်ရတဲ့ဘာသာရပ်လေးတွေပေါ်လိုက်ပြီးတော့ထပ်ပြီးတော့နေပယ်လေးထပ်ခွဲလို့ရတယ်ပေါ့နော်ရန်ကတော့ဒီအာဂျူးမှာတက်ခဲ့တာဖြစ်တဲ့အတွက်ရန်တို့ဒီအာဂျူး University ရဲ့တင်ရိုးပုံစံအရဆိုလို့ရှိရင်ဒီ major ရဲ့မှာဆိုရင်ဥပမာအဖြစ်ဒီ copywriting လို့ဘာသာရပ်မျိုးတွေနောက် content giveaway က immonet ဆိုရဲဘာသာရပ်မျိုးတွေပေါ့နော်ဒီလိုဘာသာရပ်မျိုးတွေကြတော့ဒါ content planner content producer ခုနပြောသလို PD ပေါ့နော်အဲ့လိုဘက်ကိုသွားတဲ့ဘာသာရပ်မျိုးတွေဖြစ်တယ်ပေါ့နော် content branding ဘာသာရပ်တွေရှိရဲ content marketing ဘာသာရပ်တွေဒီလိုဟာမျိုးတွေကြားလဲဒါ business ဘက်ကိုသွားရဲ major ပေါ့နော် event planner လုပ်လို့ရမယ်နောက်ပိုင်းကျလို့ရှိရင်ဒီ business နဲ့ပတ်သက်တဲ့ content တွေဘယ်လိုမျိုး create လုပ်လဲဆိုတော့ဟာမျိုးဘက်ကိုသွားရဲဒီ marketing branding ဘက်ကိုသွားရဲဘာသာရပ်တွေလည်းရှိရဲ
culture ကိုပဲတေချာလေးလာပြီးတော့ဒီ cultural industry မှာပဲmediator ပေါ့နော်ဂျားကန်ဆက်သွယ်ချိတ်ဆက်ပေးတဲ့ mediator လို့အလုပ်မျိုးတွေအတွက်တင်ယူရတဲ့ဘာသာရပ်တွေလည်းရှိတယ်လို့ရုပ်ရှင်တွေ series တွေရိုက်တဲ့ဒီ directing ဘက်ကိုသွားတဲ့ဥပမာဆိုရင် storytelling လို့ဘာသာရပ်မျိုးတွေနောက်တစ်ခါရုံစမ်း on ရုံချူလို့ဘာသာရပ်မျိုးတွေဆိုလို့ရှိရင်ဒါကဒီလုံးဝကိုရိုက်ကူးရေးဘက်ကိုသွားတဲ့ရုပ်ရှင်တကားအထီပေါ့နော်ရိုက်ကူးရေးဘက်ကိုသွားတဲ့ film directing ဘာသာရပ်မျိုးတွေလည်းရှိတယ်ပေါ့နော် major ကတော့ကျေပြတ်တဲ့ခါကျတော့ဒီ major ထဲမှာကိုကဘယ်နေပဲကိုအဓိကသွားခြင်းလဲဆိုတဲ့ပုံမှာမူတည်ပြီးတော့ဘာသာရပ်တွေကိုရွေးပြီးတော့တက်ရောက်ရတာပေါ့နော်နောက်တစ်ခုကဒီ major လေးမှာဖြတ်တန်းရတဲ့ပုံကလည်းစာတွေ့ထက်စာလို့ရှင်လက်တွေ့တွေများတယ်team project တွေ presentation တွေများတယ်ပေါ့နော်တေချာပေါက်တယောက်တည်းသုံးလို့မရတဲ့ခါကျတော့အဖွဲပြီးတော့အတူတူ idea brainstorming step ကနေစပြီးတော့မှ idea develop ဖြစ်လာမယ်အဲ့ကနေမှတစင်တာprogram တစ်ခုကိုဘယ်လိုမျိုး plan လုပ်မလဲပြီးတော့တဲ့ခါမှာဒီလုပ်ထားတဲ့ plan ကိုဘယ်လိုမျိုးတကယ် produce လုပ်မလဲဆိုတော့ planning ပိုင်း producing ပိုင်းတွေကို program တစ်ခုဖြစ်လာတဲ့အထိပေါ့နော်အတူတူအတွေ့အကြုံရင်းနဲ့မှလေ့လာရတယ်စာသင်ခန်းထဲမှာစာအုပ်ကြီးဖွင့်ပြီးတင်တာမျိုးမဟုတ်ပဲねအဓိကတော့ကိုယ်တိုင်အဲ့လိုမျိုးလုပ်ကြည့်ရင်းနဲ့မှအချင်းချင်းနဲ့လည်းလေ့လာမယ်ကိုယ့်ဘက်ကိုလည်းလုပ်ကြည့်ရင်းနဲ့လေ့လာရတဲ့ major ဖြစ်ပါတယ်ဆိုတော့ဒီနေ့ခေတ်မှာဆိုရင်ဒီဗီဒီယိုတစ်ပုဒ်ကိုဖန်တီးဖို့ပေါ့နော် content တစ်ခုကိုဖန်တီးဖို့မခက်ကြတော့ဘူးအားလုံးနဲ့မစိမ့်တော့ဘူးပေါ့နော်လူတိုင်းလို့ရိုက်ကူးနိုင်တယ်တီးဖြတ်နိုင်တယ်ဖန်တီးလာနိုင်တယ်ပေါ့နော်အဲ့ဒီမှာဒီလိုမျိုးဖန်တီးမှုအပိုင်းကိုmajor တစ်ခုအနေနဲ့တင်တဲ့ခါမှာဘယ်လိုမျိုးချဲ့သွားလဲဆိုတဲ့ခါကျတော့အဓိကကတော့ဒီလူတွေရဲ့စိတ်ကိုနားလည်အောင်ပေါ့နော်ရန်တို့ဒီအကြောင်းမှာဆရာဆိုရှင်အမြဲတမ်းပြောတယ်ခု idea မရဘူးလုံးဝပိတ်ဆို့နေဆိုတော့မှကွာအဓိကကိုအကြောင်းကိုပြန်စဉ်းစားပေါ့ငါဘယ်လိုလူမျိုးလဲငါဘယ်လိုဟာကိုကြိုက်တက်လဲငါဆိုရင်ရောဘယ်လိုမျိုးကြိုက်မှာလဲဆိုတဲ့ဟာကိုပြန်စဉ်းစားပြီးတော့မှကိုကနေအစားပြုပြီးတော့ idea ကိုစထုတ်ပေါ့နော်အဓိကကတော့လူကိုနားလည်ရမယ်လူရဲ့စိတ်ကိုနားလည်ရမယ်လူရဲ့သဘောတရားကိုနားလည်ရမယ်အဲ့ဒီကနေမှတဆင်ဒီ culture industry ကိုနားလည်ရမယ်။နောက် trend ကိုနားလည်ရမယ်။အဲ့ဒီကနေမှတဆင်ဒီကိုလုပ်ချင်တဲ့ idea တစ်ခုရှိတဲ့အခါမှာအဲ့လိုခုနကတော့တွေးထားတဲ့အတွေးနဲ့ပေါင်းဆက်ပြီးတော့မှဒီလိုမျိုးproduct တစ်ခုကိုထုတ်တဲ့အထီပေါ့နော်ထုတ်တဲ့အခါမှာလည်းခုနလိုမျိုး planning ရှိမယ် producing ပိုင်းတွေရှိမယ်အဲ့လိုမျိုးအထီကိုသွားလို့ရအောင်သင်ကြားပေးတဲ့ major တစ်ခုဖြစ်ပါတယ်။အဲ့ဆိုတော့ရန်တို့ဒီနေကြမှာဆိုရင်လည်းဒီဆရာတွေထဲမှာလည်းPT လုပ်နေတဲ့ဆရာတွေလည်းရှိရယ် director လုပ်နေတဲ့ဆရာတွေလည်းရှိရယ် cultural mediator သို့မဟုတ် researcher ပေါ့နော်အဲ့လိုမျိုးဆရာကြီးဆရာမတွေလည်းရှိရခါကြတော့နောက်ပိုင်းဒီလိုမျိုးဒီ career နဲ့ပတ်သက်တဲ့လမ်းကြောင်းဆိုလို့ရှိရင်တော့ကိုကဒီ content planner လုံးဝအတောင်မို့လို့ရှိရင်business ဘက်ကိုသွားခြင်းနဲ့digital marketing ပုံစံမျိုးကိုသွားခြင်းတာလား FM ဘက်ကိုပဲသွားခြင်းတာလားပေါ့နော်အဲ့လိုပုံစံမျိုးရင်းနဲ့ကိုကဆက်ပြီးတော့ကိုယ့်ရဲ့လမ်းကြောင်းကိုကိုယ်တိုင်ထောက်ရမယ့်မိကြတစ်ခုပဲဖြစ်တယ်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့အုံနောက်ထဲမှာအတွေ့အကြုံအများကြီးရှိရဲ idea တွေအများကြီးရှိရဲစာနဲ့ပဲဖြစ်ဖြစ်ဗီဒီယိုလေးတစ်ပုဒ်နဲ့ပဲဖြစ်ဖြစ်အဲ့လိုမျိုးလေးချပြခြင်းနဲ့ဆိုရင်စိတ်ကူးစိတ်တန်ရှိရသူတွေကဆိုရင်ဒီ major နဲ့တကယ်ကိုလိုက်ဖက်ပါပေါ့နော်ကားချန် content major ကအကုန်လုံးကိုလို့ရှိနိုင်အကုန်လုံးလုပ်လို့ရတယ်ကျောင်းတက်နေရတယ်ဆိုပေမဲ့လည်းကိုလုပ်ချင်တာတွေကတော့ကို idea ဘာမဆိုပေါ့နော်ကန့်သက်ထားတာမရှိဘဲနဲ့မှားတာမှန်တာမရှိဘဲနဲ့ကိုရဲ့ idea တွေအကုန်လုံးချပြလို့ရတယ်အဲ့လိုချပြတဲ့နေရာမှာဒီ idea ကိုဘယ်လိုမျိုးပြောရမယ်ဆိုတော့ဘယ်လိုမျိုး parcel ထုတ်ပြီးတော့ပေါ့ parcel လှလေးဘယ်လိုထုတ်ပြီးတော့ပေးရမလဲပေါ့အဲ့လိုပုံစံမျိုးပေါ့နော်လူတွေစီကိုပို့တဲ့အခါမှာဘယ်လိုမျိုးစနစ်တကျလေးပို့ပေးရမလဲဆိုတော့နီးလန်းတွေကိုတင်ယူရတဲ့မိတာဖြစ်ပါတယ်လူတွေစီကိုဘယ်လိုမျိုးပေးပို့မလဲလူတွေနဲ့ဘယ်လိုချိတ်ဆက်မလဲမျိုး present လုပ်မလဲဆိုတဲ့အပိုင်းကိုတင်ရတဲ့မိတာတစ်ခုဖြစ်ပါတယ်ဟိုကအဲ့လိုမျိုး idea တွေများတဲ့သူမျိုးအတူတူပူပေါင်းလှုပ်ဆောင်ပြီးတော့မှအတူတူတင်ယူခြင်းတဲ့သူပုံစံမျိုးပေါ့နော်အဲ့လိုပုံစံမျိုးနဲ့လိလာသွားခြင်းတဲ့သူမျိုးဆိုရင်ဒီမိတာတင်တွက်ပါပဲလမ်းနေရိုက်လိုက်လို့ရတယ်အဲ့တော့ PD လောက်ရမယ်အဲ့လိုမျိုးလည်းရှိတယ်လို့မျိုးတစ်ဖက်မှာလည်း major ကနေပေကျေသွားတဲ့ခါကျတော့ကိုတကယ်သွားခြင်းတဲ့နေပေကိုအမိရဖန်ဆုပ်တက်ဖို့လည်းလိုတယ်ပေါ့နော်ကိုကဒီလိုမျိုးကြောင်းတက်နေနေမှာငါကတော့ဒီနေပေကိုစိတ်ဝင်စားရဲဆိုပြီးတော့ပေါ့နော်ကိုစိတ်ဝင်စားတဲ့နေပေတစ်ခုကိုတေချာဖန်ဆုပ်ပြီးတော့အကြောင်းအသင်ပေးထားတယ်အသိပညာအတတ်ပညာရင်းနဲ့အသုံးချတတ်ဖို့လိုတယ်ပေါ့နော်ပြောရရင်လည်းကိုယ်တိုင်တော့အဲ့လိုလုံးနိုင်မှုအများကြီးတွားရအောင်ပဲပေါ့နော်ဒါပေမဲ့လည်းဒီ major လေးကိုတက်ခဲ့တဲ့အခါမှာတော့အရန်ကိုစာလုပ်ခဲ့ရတဲ့မတူဘဲနဲ့
တေချာပေါက်တော့ပေါ့နော် stress ကတော့ရှိနေမယ်လို့ပျော်တယ်ပေါ့နော်ဆိုတော့ကိုပျော်တဲ့အလုပ်လေးတစ်ခုကိုရှာတွေ့သွားတဲ့မေဂျာလည်းဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒီမေဂျာကို sharing စလုပ်ပေးတဲ့အမကိုလည်းကျေးဇူးတင်တယ်လို့မျိုးဟန်ဒီဗီဒီယိုလေးကိုကြည့်ရင်းနဲ့မှာဟန်လိုဝါသနာတူမောင်လေးညီမလေးရှိမယ်ဆိုရင်လည်းပေါ့နော်ဒီလိုမျိုးကိုဝါသနာနဲ့ကိုက်ညီတဲ့မေဂျာလမ်းကြောင်းလေးတစ်ခုကိုရှာတွေ့သွားမယ်ဆိုရင်အဲ့ဒါတကယ်ပြောဖို့ကောင်းပါတယ်အဲ့တော့အဲ့လိုမျိုးရှာတွေ့သွားစေဖို့အတွက်ရှိနေပါတယ်အဲ့တော့ဒီဗီဒီယိုလေးကိုဒီလောက်နဲ့ပဲရလိုက်ပါမယ်နောက်ဗီဒီယိုမှာပြန်တွေ့မယ်နော်ညော